ဘနှုံမျိုးမှာအဲ့လိုမျိုးလှပပလေးနဲ့ထိုင်ရတဲ့ဆိုင်ကရှိတယ်ဒါပေမဲ့ energy မကောင်းဒီဆိုင်မဲ့ energy ကောင်းတယ်အဲ့ဒီနောက်က view တွေကြောင်းချင်လို့နောက်တစ်ဆိုင်ကိုသွားတယ်ဗီဒီယိုရိုက်ဖို့အတွက်ကဝက်အတွက်ကြတော့အရန်ကြီး energy မရအောင် energy မရရင် idea မထွက်idea မထွက်ဗီဒီယို content တစ်ပုဒ်ဆိုတာဖြစ်မလာတော့အဲ့တော့မိတ်ဆွေတို့ဝင်ဗီဒီယို content တစ်ပုဒ်ရချင်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်အစဉ်ပျော်ရွှင်တဲ့နေရာမှာဗီဒီယိုရိုက်ပါကိုယ့်ရဲ့စိတ်အစဉ်ပျော်ရွှင်တဲ့နေရာကိုသွားပါကိုယ့်ရဲ့စိတ်အစဉ်ပျော်ရွှင်တဲ့နေရာမှာနေပါဒါမှသာလေကိုယ့်ရဲ့စိတ်ကပျော်နေမှကိုယ့်ရဲ့လုပ်ရက်တွေကပျော်မယ်ကိုယ့်ရဲ့အုံနောက်ကလက်ဆက်ပြီးတော့ idea ကောင်းတွေထွက်မယ် idea ထွက်မှာ content ရမှာဗီဒီယိုရမှာเนาะအဲ့တော့ content ဗီဒီယိုမှမဟုတ်ဘူးမိတ်ဆွေတို့အလုပ်လုပ်မယ်ဆိုလို့ရှိရင်လည်းကို energy ကောင်းတဲ့နေရာကျတော့စိတ်ချမ်းသာတဲ့နေရာပေါ့နော်ကိုစိတ်ကိုပျော်စေတဲ့နေရာမှာနေတယ်ကိုအတွက်အဆင်ပြေတယ်ဆိုတဲ့နေရာမှာနေတယ်ဆိုရင်လောက်ကင်စီးပွားရေးအတွက်ဘုံနောက်ကပြီးအလုပ်တွေလည်းပို့လုပ်နိုင်တယ်အဲ့ဒါကလက်တွေ့မနေ့ကသိပြီး energy မကောင်းတဲ့နေရာကိုသွားလိုက်တဲ့အခါမှာပို့ပြီးလို့လေပတ်စက်မဲကုန်သွားတာပဲရှိတာဝင်အတွက်အကျိုးရှိမလားလုံးလုံးရည်အကျိုးမရှိအောင်မဟုတ်ဘူးအဲ့ဒီ content တွေမထွက်ပြီးမဲ့တခြားအလုပ်တော့လုပ်ခဲ့ရတယ်ပေါ့နော်ဒါပေမဲ့ကျန်တဲ့အပိုင်းမှာကအိမ်ပြန်ရောက်လို့တောင်မှစိတ်ကလက်ဆက်မနေဘူးပြုံးအဲ့တော့တစ်ခါတလေမှာကိုယ့်ရဲ့စိတ်က energy ပိုပြီးကောင်းချင်တယ်ဆိုရင် energy ပိုကောင်းတဲ့နေရာကိုတော့ကိုယ်စိတ်ကိုပျော်စေတဲ့နေရာကိုတော့ကိုယ်စိတ်ကိုပိုပြီးလွတ်လပ်တယ်ထင်တဲ့နေရာကိုနေဒါဆိုလို့ရှိရင်လူကလေအားတွေကဘယ်ကနေကိုလာမှမသိဘူးအလုပ်တွေကလည်းဘယ်လိုလုပ်နိုင်မှန်းကိုမသိတာသိလားဝန်ဒီနေ့ဆိုလို့ရှိရင်မင်းကအဲ့လိုမျိုးလုပ်လိုက်တဲ့ခါကျလေအိမ်ရောက်တော့လည်းမကြည်လင်နေဘူးညလည်းဆိတ်ရှုပ်ရှုပ်နဲ့အိပ်ပစ်လိုက်တာဒါပေမဲ့အခုမနေ့ကျတော့ energy ပြန်ရသွားတယ်ရပါပြီးတော့စိတ်ကကြည်တယ်ကြည်ပြီးတော့အလုပ်တွေလုပ်နိုင်တယ်အလုပ်တွေလုပ်လိုက်တော့အလုပ်တွေပြီးသွားတဲ့အခါကျလို့ရှိရင်ဘယ်လိုလဲလေဒီကလွတ်လပ်ပေါ်ပါခါရဒီချိန်လာလူတွေရှိတယ်စကားတွေပြောတယ်ဒါပေမဲ့ဝင်လူတွေရှိစကားတွေပြောဒီဆိုင်ကြလို့ရှိရင်ဗီဒီယိုရတာအားရှိတာကွန်တက်ကိုဘာလဲမသိဘူးကျင်းချက်ပြီးတော့မွန်းညာပဲဒီမှာစိတ်ချမ်းသာအခါကျတော့လူတွေရှိနေလဲဝင်ဒီမှာကြတယ်ဗီဒီယိုကွန်တက်ရတာတွေဖိုတိုရတာတွေအားတာတယ်အဆင်ပြေတယ်အဲ့တော့ကိုယ့်ရဲ့စိတ်အစဉ်ပျော်တဲ့နေရာမှာပဲနေပါလို့ကိုယ့်ရဲ့အလုပ်ကိုင်တွေအလုပ်တွေပို့ပြီးတော့ပြီးမြောက်ခြင်းအလုပ်တွေပို့ပြီးတော့လုပ်နိုင်ခြင်းနဲ့ဝေဝင်လန်းကြောင်းလည်းရတယ်ရှင်နော်ဝေဝင်လန်းကြောင်းတွေရခြင်းနဲ့အကူအညီတွေရခြင်းနဲ့ပြက်ခါကျတော့အလုပ်တွေပို့ပြီးပြီးမြောက်ခြင်းနဲ့ကျတို့လိုမျိုးဗီဒီယိုကွန်တက်တွေပို့ပြီးတော့ရိုက်နိုင်ခြင်းနဲ့ဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်အစဉ်ကို energy ပို့ပြီးရတဲ့နေရာကိုယ့်စိတ်အစဉ်ပျော်တဲ့နေရာမှာနေပါလို့ပဲကောင်းကောင်းကြီးအကြံပေးပြရစီအဲ့ဒါဘွယ်ကိုယ်တိုင်ဘဝနဲ့ရင်းပြီးရလာတယ်လက်တွေ့ဖြစ်နေတဲ့ဖြစ်စဉ်တွေကိုပဲမိတ်ဆွေတို့လာပြောပြတာဝင်ကလှုပ်ချင်ပြီးပြောတဲ့စကားလုံးမပါဝင်လက်တွေ့တွေပဲစာဖတ်ပြီးပြောတာလည်းမဟုတ်လက်တွေ့ဖြစ်လာတဲ့အတိုင်းပုံပဲချက်ချင်း content ဗီဒီယိုတန်းရိုက်တာဗီဒီယိုရိုက်ပြီးမိတ်ဆွေတို့တင်ပေးနေတာအဲ့တော့ဒါဝင်လက်တွေ့ကိုယ်တိုင်တကယ်ဖြစ်ပြီးတကယ်ဖြစ်လို့တကယ်လာပြောပြီးတော့ချက်ချင်းလုပ်တဲ့ဗီဒီယိုတွေများတယ်မိတ်ဆွေတို့မယုံမရှိပါနဲ့ဝင်ပြောရင်နားထောင်ပါရှုံးပါ对了，这是这么的，我是我，拜拜。